โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ comment လေးကိုကျွန်တော်သဘောကျလို့ပေါ့နော်လူမှုကလည်းအဲ့လိုကန်ရတာတော့ရတယ်တဲ့မှန်တိုင်းကန်တာကတော့လည်းမီးအရှိပြေးတာလည်းဟိုဘက်လှက်ကန်ရတာတိလားတဲ့โอเคပါတိလားပေါ့နော်ကျွန်တော်ပြီးရင်ကျွန်တော်ရှင်းပြမယ်ပြီးရင်တစ်ချက်ဟိုဘက်လှက်ဖြတ်ကြည့်ဟိုဘက်လှက်ဖြတ်ကြည့်လိုက်လေအဲ့ဒါပုံမြန်တယ်တဲ့โอเคကျွန်တော်ပြောပြမယ်နော်အခုကျွန်တော်တို့အမြဲတမ်းတွေ့ရတဲ့လူတချို့ကလေကြောက်ဆက်ကိုဖြတ်ရရှိရင်ပေါ့နော်သူတို့အမှန်ထင်တယ်ဒီလိုမျိုးဖြတ်တယ်ဒီလိုမျိုးကန်ပြီးတော့မီးကိုအရှိကိုတွားတယ်အဲ့ဒါကိုအမှန်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဖြတ်လို့မရဘူးမဟုတ်ဘူးရတယ်တကယ်ကတော့အန်ဒီရတော်တော်များပါတယ်အန်ဒီရများတယ်ဘာဖြစ်လို့အန်ဒီရများတယ်လို့ပြောလဲဆိုတော့ဒီမှာကျွန်တော်လက်မှာကြည့်လိုက်ကျွန်တော်လက်မှာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကကျွန်တော်ထိခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးဖြတ်လိုက်တာဖြတ်လိုက်တော့ဘာဖြစ်လို့လဲဆိုတော့မီးကကိုယ်ပဲလာလို့ရှိရင်ကိုယ်ကနားတယ်ထင်ပြီးတော့ဖြတ်လိုက်တဲ့အချိန်မှာပြားထောက်ပြီးတော့ကွဲသွားတဲ့အချိန်မှာအဲ့ဒီအချိန်တော့ဒီကွဲသွားတဲ့အချိန်မှာဒီအောက်ထက်ကကျွန်တော်ဆောင်းပြီးဖြတ်တယ်ဒီလိုမျိုးဆောင်းဖြတ်လိုက်တာအဲ့ကွဲပြီးတော့တချမ်းကျတော့ခေါင်မိုးပေါ်မှာတက်ဆိုင်တယ်တချမ်းကျတော့ဒီမှာလာဆိုင်တယ်ဒီမှာကွဲပြီးတော့တချမ်း3စိတ်ကွဲသွားတယ်ဒီမှာတစ်ချက်လာရှင်းတယ်4ချက်ချုပ်လိုက်ရတယ်ပေါ့ဒီလက်မမှာလာထိတယ်ဒီမှာအခုဒီအမရောရှိတော့မှ10နှစ်လောက်ဆိုပေမဲ့အဲ့ဒါလည်းပြီးသွားကျွန်တော်အဲ့မှာထိသွားအဲ့လိုမျိုးဖြတ်လို့ပေါ့နော်အခုခဏဒီမှာ comment ပေးထားတဲ့သူပြောသလိုမျိုးကျွန်တော်ဖြတ်လိုက်တာကွဲပြီးတော့ထိတယ်နောက်တော့အဲ့မှာသူတို့ကကြတော့တင်တန်းဆင်းပြီးတဲ့လာဘူးလေလုတ်ဘူးလေလူတွေကကျွန်တော်ပြောပြတယ်ရှင်းပြတာပေါ့နော်ထိုင်တဲ့လူမှုဖြတ်လို့ရှိရင်ပေါ့နော်ဘယ်လိုဖြတ်ရလဲကြောက်ဆက်ကန်ရင်ဘယ်လိုကန်ရလဲဒီမှာမီးလာတယ်ဒီလိုဖြတ်ရင်ကျွန်တော်တို့ဖြတ်ရင်ဒီလိုဖြတ်တယ်ဒီမှာမီးလာတယ်မလားမီးလာလို့ရှိရင်ကိုယ့်ဘက်မှာထိတယ်ဟုတ်တယ်ဒါပေမဲ့အပြားကွဲလို့ရှိရင်ပေါ့နော်သူကအပြင်ထွက်တယ်လို့ပြောတာပေါ့နော်အဲ့ဒါအနီးစနစ်မှန်တယ်လို့သူတို့ကတော့ပြောတာပဲနော်အဲ့ဒါလေးကိုကျွန်တော်လာပြောပြတယ်ဒါပေမဲ့မားနေတာလည်းပြင်ရင်လည်းပြင်ပေါ့ဗျာမပြင်ရင်လည်းဆက်ဖြတ်ဒီလိုကတော့ဖြတ်လို့မရဘူးမဟုတ်ဘူးရတယ်ကျွန်တော်တို့ဖြတ်ဘူးတာပဲနည်းနည်းလေးထောက်ရင်တော့အန်တရများတယ်ပေါ့နော်မီးကကိုယ်ဘက်မလာဘူးအပြင်ထွက်တော့အပြားကွဲသွားရင်ကိုယ်ဘက်အကုန်လာတယ်တေချာလေးစမ်းကြည့်ပေါ့နော်တတိဆိုတာတော့လိုတယ်ဆိုတာမရှိပါဘူးတတိဆိုတာတော့ပိုးတယ်ဆိုတာမရှိဘူးပေါ့နော်ပြောပြချင်တာတော့ကြည့်လိုက်ပါဒီမှာဒီလိုဖြတ်တာတွေကသူများတွေကတော့တချို့ရတော့ဒီလိုဖြတ်တာပေါ့နော်ကြောက်ဆက်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာဖြစ်လို့လဲမီးကိုယ်ဘက်ပဲပေးလာတယ်တကယ်လို့ပြားကွဲရင်အရှိထွက်အောင်ကျွန်တော်ဖြတ်တာပြားတွေတစ်ခါတလေမကွဲဘူးလို့မထင်နဲ့ဒီပြားတွေလည်းကွဲပါတယ်ဒါပေမဲ့အည်သွေးတော့တော်တော်ကောင်းတယ်မကွဲဘူးမထင်နဲ့ကွဲတယ်ဆိုတော့တစ်ခါတလေကွဲသွားတယ်ဒါပေမဲ့ကိုယ်ဘက်ပြန်မလာဘူးအပြင်ထွက်သွားတယ်အားကြမျက်နှာမှာလည်းဘာမှမတက်ထားဘူးကွဲထွက်တာပဲဒါပေမဲ့ကျွန်တော်တို့ကဒီလိုဖြတ်တဲ့ကြောင့်မကွဲသွားတဲ့ပြားကိုယ့်ဘက်ကိုပြန်မလာဘူးဟိုဘက်သွားတာများတယ်ပေါ့နော်โอเคပါနော်ဒီလားပါနော်